ဒီမိန်းကလေးကိုစိတ်ဝင်စားပဲယောက်ျားလေးချင်းစိတ်ဝင်စားပြီးနေတဲ့ပုံကိုတယောက်ဟာဒုံလဘက်ယဟန်ဝစ်လို့ရပါသလားဗျာရတယ်ဒါကတော့စာပေထဲမှာမိစ္ဆာဓမ္မလို့ခေါ်တာပေါ့နော်ဟိုဝစ်လို့မရဘူးဆိုတာမရှိပါဘူးဒါ तू ကဟိုပန်တုတ်မှမဟုတ်တာလေပန်တုတ်လို့မခေါ်ဘူးဒါကဟိုဥပဒောပြီးလည်းမဟုတ်ဘူးနှပုံးလည်းမဟုတ်ဘူးလေအဲ့တော့မိစ္ဆာဓမ္မဆိုတာကလွဲမားနေတာပေါ့နော်လောကကြီးနဲ့ဆန့်ကျင်နေတာပုံမှန်သဘာဝအဖြစ်တော့ယောက်ျားကမိန်းမကိုစိတ်ဝင်စားတာသဘာဝကြတယ်မိန်းမတယောက်ကယောက်ျားကိုစိတ်ဝင်စားတာသဘာဝကြတာလောကရဲ့သဘာဝမိန်းမအချင်းချင်းပြန်စိတ်ဝင်စားတယ်ယောက်ျားချင်းစိတ်ဝင်စားကြသဘာဝကိုလွန်သွားပြီအဲ့ဒါကြောင့်မိစ္ဆာလို့ခေါ်တယ်မိစ္ဆာဆိုတာလွဲမားတယ်လို့ပြောနေတာသဘာဝနဲ့ဆန့်ကျင်တဲ့သဘာဝနဲ့လွဲမားနေတယ်ဒီလိုဆိုလိုတာမိစ္ဆာဓမ္မဒါကမိစ္ဆာဓမ္မလို့ပဲခေါ်တယ်ဥပဒောပြည်တွေပန်တုတ်တွေနဲ့ဘာမှမဆိုင်ဘူးဒါကြောင့်ရန်ခံလို့ရပါတယ်နော်တပည့်တော်မိကုံးမေးလျှောက်ခွင့်ပြုပါရှင်ဗျာရှင်ဗျာ၈ပါးသီလစောင့်တည်သူသည်သီလတစ်ပါးပြတ်သွားခဲ့လျင်ဖျားရှိ၌သီလပြန်စောင့်တည်လျင်၈ပါးသီလပြန်ရပါသလားဖျားရတာပေါ့သူကဘုရားရှင်မှာတော့မလို့ကိုယ်စိတ်ထဲမှာကိုပြန်စောင့်တည်လို့ရတယ်နော်သူကအဋိဋ္ဌဟိတဝါဆိုတာပါတယ်စိတ်ထဲကနေပြီးတော့နော်ဟိုငါသီလပြတ်သွားတယ်ဆိုပြီးတော့ပြန်စောင့်တည်လိုက်လို့ရတယ်အဲ့မှာဘုဒ္ဓအနေနဲ့နည်းနည်းပြောရမယ်ဆိုရင်၈ပါးသီလယူတဲ့အခါမှာဟိုတပါးချင်းခွဲယူတာပေါ့နော်ပါဏိပါဏဝေရမဏိသိက္ခာပဒံတမာရိယာမိအဋ္ဌိနာဒနာဝေရမဏိသိက္ခာပဒံတမာရိယာမိဆိုတော့ခွဲယူတယ်အဲ့လိုဆိုလို့ရှိရင်တပါးပြတ်ရင်ကျန်တဲ့9ပါးကျန်တယ်တချို့ကတပါးပြတ်အကုန်ပြတ်သွားပြီထင်ပြီးတော့အကုန်ပြန်ယူရမယ်ထင်တာမဟုတ်ဘူးသူကတပါးပြတ်ရင်ကျန်တဲ့အပါးကျန်2ပါးပြတ်ရင်9ပါးဟိုကြည်ပါပေါ့နော်6ပါးကျန်တာပေါ့နော်အဲ့လိုမျိုးကျန်တယ်အဲ့တော့စိတ်ထဲကနေပြီးတော့စောက်တည်လဲရတယ်ဟိုခုနစောက်တည်တဲ့အခါမှာခုနတပါးချင်းမစောက်တည်ဘဲနဲ့ပေါင်းစောက်တည်တယ်ပေါ့ဟိုအင်္ဂါ၈ပါးနဲ့ပြည့်စုံတဲ့ဥပုသ္တိလကိုစောက်တည်ပါ၏ဖရာလို့ဆိုလိုက်လဲရတယ်အဲ့လိုဆိုရင်အဲ့လိုမျိုးပေါင်းစောက်တည်တဲ့ဟာမျိုးဆိုလို့ရှိရင်သူတပါးပြိုင်အကုန်ပြတ်သွားတယ်သူကယူဝင်ယူနီးပေါ်ကွာသွားတယ်တပါးချင်းခွဲယူတယ်ဆိုရင်တပါးပြိုင်တပါးပဲပြတ်တယ်ကျန်တဲ့ဟာကျန်တယ်နော်အဲ့တော့ဟိုပေါင်းစောက်တည်လဲဆိုလို့ရှိရင်တော့တပါးပြိုင်အကုန်ပြတ်တယ်အဲ့ဒါကိုလွဲပြီးတော့ကိုရင်တွေလည်းတချို့လွဲနေကြတာရှိတယ်ကိုရင်တွေမှာကြတော့သူကလူတွေလိုဥပုသ္တိလစောက်တည်ရတာမဟုတ်ဘူးသူတဏ္ဍကုံယူရတာလေတရဏဂုံစောက်တည်ရတာဖြစ်တဲ့အတွက်ကြောင့်ကိုရင်မှာကြတော့တပားပြက်အကုန်ပြတ်တယ်သူကရဟန်းနေမှာဆိုကြည့်လေ229တဲရှိတယ်ပါရာဇိကတစ်ခုကိုလုံကျွရတယ်229တဲအကုန်ပျောက်တာပဲလေဟုတ်လားတပားပြက်တာနဲ့အကုန်ပြတ်တယ်ပေါ့အဲ့ကိုရင်တွေနဲ့ဥပုသ္တိလနဲ့မတူဘူးเนาะကိုရင်မှာကြတော့လိန်10ပါးတဲ့ကတပားပါးကိုလုံကျွလိုက်ရင်အကုန်လုံးပျောက်သွားတယ်ဥပုသ္တေတွေမှာကြတော့တပားပြက်ရင်ကျန်တာကြံသေးတယ်တပားပဲပြတ်တာတချို့အဲ့ဒါမသိတော့လေငါတပားပဲကျိုးသေးတယ်ကျန်တာငါချီသေးတယ်လို့ထင်တာတချို့ဦးစင်းတွေကိုရင်တွေကတချို့ဆရာတော်တွေနောက်တာရှိပါသေးတယ်ဟိုငါပါရာဇိက4ပါးရှိတယ်ငါတပါးပဲကျိုးတယ်3ပါးကြံသေးတယ်ငါမှာလေနော်3ပါးကြံသေးတယ်ငါတပါးပဲကျိုးသေးတာဆိုပြီးတော့နော်မရဘူးလေနော်ရဟန်းတော်တွေကိုရင်တွေမှာကတပါးပြတ်သွားတာနဲ့အားလုံးပြတ်တယ်လူတွေမှာကြတော့တပါးပြတ်ုံနဲ့မပြတ်သေးဘူးကျန်တာတွေကြံသေးတယ်ကျန်ဆောက်တည်လို့ရတချို့ကဒဲစားလဲကြက်သွန်နှစ်ဒဲစားလဲကြက်သွန်မထူးဆက်ခင်းတာလေမလောက်အောင်နော်အကြောင်းမျိုးမျိုးကြောင့်တပါးပြတ်ခိုင်းရင်လည်းကျန်တဲ့တီတာတွေရှိသေးတယ်မဖြတ်နဲ့ဟုတ်လားတချို့ကအဲ့လိုဖြတ်လာမထူးဆက်ခင်းတာ